ဖြစ်ပါမလားဖြစ်ပါတယ်ဒေါခင်မျိုးဝင်းကိုတစ်ချက်ကလေးမှမရိုက်စေရပါဘူးဘာစေးချိန်လုံးမှလည်းမယူခဲ့ပါဘူးအားလုံးအေးအေးဆေးဆေးနဲ့ကုသမှာပါအဲ့ဒီလိုတီတီငိမ့်ငိမ့်အေးအေးဆေးဆေးနဲ့ကုတက်တဲ့ပယောဂဆရာကိုဘယ်မှာသွားပေးရမှာလဲရုံးအုပ်ကြီးရဲ့ဘယ်ကိုမှသွားရှာပြီးပြစ်မနေနဲ့ပယောဂဆရာဟာကျွန်တော်ပဲကျွန်တော်ဟာပယောဂပညာကိုကောင်းကောင်းတတ်တယ်ခုလဲကုသဖူးတယ်ပြီးတော့ပယောဂပညာနဲ့ပတ်သက်လို့ကျွန်တော်ဟာအန်ဒီမအဆင့်ရှိတဲ့ဆရာပါကျွန်တော်စကားကြောင့်ဦးခင်မောင်တန်းဟာပြုံးရွှင်သွားပြီးဟာဒါဖြစ်အကောင်းဆုံးပေါ့ရုံးအုပ်ကြီးဆိုရင်တော့ကျွန်တော်ယုံကြည်စိတ်ချပါတယ်ကျွန်တော်ဇနီးဒေါခင်မျိုးဝင်းကိုဆရာလက်ကိုအပ်ပါတယ်ဘယ်နေ့အိမ်ကိုကြွပြီးကုသပေးမလဲဆရာဦးခင်မောင်တန်းဟာကျွန်တော်ကိုရုံးအုပ်ကြီးလို့ခေါ်ဆိုဆက်ဆံနေရကဆရာဆိုပြီးသုံးလုံးဆက်ဆံတာကိုကြားလိုက်ရပါတယ်ဒါဟာကျွန်တော်ပညာကိုယုံကြည်လေးစားတဲ့အသွင်လက္ခဏာပါပဲဒါကြောင့်ကျွန်တော်ဟာအချိန်ဆွဲမနေတော့ပဲအခုလာမဲ့ရုံးပိတ်ရက်တနင်္ဂနွေနေ့ကျွန်တော်လာခဲ့မယ်အချိန်ကရောဆရာမနက်10နာရီနဲ့17နာရီကြားပေါ့ဆရာဆက်ဆက်တာကြွခဲ့ပါဆရာရဲ့ကျွန်တော်မျှော်နေပါမယ်ဒေါခင်မျိုးဝင်းကိုလည်းပြောထားလိုက်ပါမယ်ဘယ်နဲ့လဲဆရာရပါတယ်လေဒီနောက်မှာတော့ကျွန်တော်ဟာဦးခင်မောင်တန်းလက်ဖက်ရည်ဆိုင်မှာခေါ်ပြီးဝတ်ပြုလိုက်တဲ့လက်ဖက်ရည်ကိုတောက်ပြီးမိမိအိမ်ကိုပြန်ခဲ့ပါတယ်ရုံးအားတဲ့တနင်္ဂနွေရက်အားနနက်10နာရီခွဲကျော်ကျော်မှာကျွန်တော်ဟာကမာရွတ်ဒုက္ခလန်းကဦးခင်မောင်တန်းနဲ့